ဂျပန်ကြောက်မော်ဒယ်မြင့်ပြီးတော့မှအတစ်တိုင်းတန်လာမှသုံးကျင်တဲ့သူများအတွက်အခုကျွန်တော်ရှင်းမှာပြပေးထားတာတော့ဒါ Panasonic အမျိုးအစားကာလာကတော့ခဲရောက်ပါမျက်နှာသာမှာဆိုရင်လည်းလုံးဝပိန်တာခြိုက်တာမရှိဘူးเนาะတော်တော်လေးကိုတန့်တယ်အပွန်းဆင်းရလွဲလို့ရှင်ပွန်းဆင်းတော့မှဒီအောက်နားလေးဒီနားလေးမှာเนาะဒါလေးပဲရှိမယ်တော်တော်လေးကိုတန့်တယ်ကာလာကလည်းတော်တော်လေးကိုလှတယ်ခဲရောက်ဆိုတော့အပေဒီလည်းခံတယ်เนาะသူရဲ့ဘေးဘက်လေးကိုချက်ပြပေးမယ်ဒါဒီဘက်ဘေးမှာဆိုရင်လည်းတော်တော်လေးကိုတန့်ပါတယ်အသေးမွှားလေးလောက်ပဲရှိမှာเนาะဆိုဆိုဝါဝါပိန်တာခြိုက်နိုင်ကြီးလုံးဝမရှိဘူးကျွန်တော်ဟိုဘက်ဘေးလေးကိုတစ်ချက်ပြပေးမယ်ဒါဒီဘက်ဘေးမှာဆိုရင်လည်းသူ့အလေးနဲ့သူတော်တော်လေးကိုတန့်ပါတယ်ဒီမှာဒါလေးတွေလောက်ပဲပါမယ်เนาะဒီအစင်းကြောင်လေးဒါလေးတွေပဲပါမယ်တောင်းကအတန့်အနောက်ဖက်တွေဘာတွေကအစတော်တော်လေးကိုတန့်တယ်เนาะဟိုကမှာအောက်တွေဘာတွေကအစလုံးဝအတစ်တိုင်းတန့်တယ်တန်ကြီးတက်တာပါညာမရှိဘူးเนาะတန်ကြီးရတွေပါလုံးဝမရှိဘူးဒါသူရဲ့အတွင်းကန်းလေးကိုတစ်ချက်ပြပြီမယ်เนาะအတွင်းကန်းဆိုရင်လည်းလုံးဝဖြူဖွေးပြီးတော့မှအတစ်တိုင်းကိုတန့်တယ်เนาะရောဘန်းနေရတော့မှန်ပန်းနဲ့လာမယ်မှန်ပန်းဆိုရင်ဒီမှာ2ဆင့်မှန်ပန်း2ချက်ပါမယ်သူကဒီမှာအသီးရွက်ထည့်လို့ရမယ်အန်ကွက်လေးတစ်ခုပါမယ်ဒါအနောက်ကဒီမှာ LED မီးကြောင်းနော်ကြောင့်ဘေးတကားမှာဆိုရင်လည်းတန်းလေး2တန်းပါမယ်ကြက်ဥတို့ကိုပစ္စည်းတွေပါတင်လို့ရအောင်လို့နော်မျိုးစားကတော့ဒီမှာ Panasonic မျိုးစားလီတာကတော့138လီတာမော်ဒယ်က2019เนาะ2019ကျွန်တော်အောက်ကခန်းလေးကိုချက်ပြပေးမယ်ဒါကတော့အောက်ကဖီဇာခန်းပါဖီဇာခန်းမှာဆိုရင်လည်းတော်တော်လေးကိုကျယ်တယ်တော်တော်လေးလည်းတန့်တယ်အသားငါးတွေပါတွေကိုတပတ်စာလောက်ကိုစိတ်ကြိုက်ထည့်လို့ရတယ်ဖီဇာခန်းဆိုရင်လည်းဒီအောက်မှာလည်းထည့်လို့ရတယ်လို့ဒီအပေါ်မှာလည်းဒီမှာဒါမျိုးအန်လေးတန့်ပါအောင်မယ်နော်ကိုအနမ်းမဆွဲခြင်းတဲ့ပစ္စည်းတွေပါဆိုဒီအပေါ်မှာတင်လို့ရတယ်ဒီမှာရေခဲခွက်လေးပါမယ်ရေခဲတုံးလေးပါလုံးလို့ရမယ်ဒီကောင်လေးကိုကြိုင်းချင်းတက်လို့မှာယူချင်တာဆိုရင်တော့ကျွန်တော်ဆိုင်ဖုန်းနံပါတ်399229ကိုဖုန်းဆက်ရွေးဖြစ်စေ Fiber အနေဖြစ်စေဆက်သွယ်မှာယူလို့ရပါတယ်ရန်ကုန်မြို့တွင်းဆိုရင်တော့ကျွန်တော်အိမ်ရောက်ငွေချေနဲ့ပို့ပေးပါတယ်နေရာမှာယူချင်တဲ့သူများအတွက်ကတော့ငွေလွှဲဝင်ပြီး3ရက်တွင်ကိုကျွန်တော်ကားဂိတ်တင်ပေးပါတယ်နေရာမှာယူချင်တဲ့သူများကလည်းကျွန်တော်ရှိမှယုံကြည်စိတ်ချသွားနဲ့မှာယူအားပေးလို့ရပါတယ်ဆိုင်မှာကိုယ်တိုင်လာကြည့်ကျင်တဲ့သူများတော့ကျွန်တော်ဆိုင်လေးစာတော့မြောက်တကုတ်မြို့နယ်49ရပ်ကွက်ဘင်းအောင်လမ်းမကြီးပေါ်ဘာထူးအိမ်ယာဘေးချင်းကပ်မှာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ